ဂျိုရှုဝါဗန်ဟာလက်ရှိ flyweight တန်းရဲ့ချန်ပီယံတဦးအဖြစ်သူ့ရဲ့ဘဝဟာအရန်ကိုကောင်းမွန်နေပြီးအမြဲတမ်းလေ့ကျင့်ရေးကိုပဲအာရုံစိုက်နေတယ်လို့ဆိုပါတယ်။လာမယ့်စက်တင်ဘာ19ရက်နေ့ Los Angeles မြို့မှာကျင်းပမယ့် FIGHT 331ရဲ့ခေါင်းတွဲပိုင်း Main Event မှာအရင်ချန်ပီယံဟောင်းပန်တိုဂျာနဲ့မကြေပွဲ Rematch ပြန်လည်ထိုးသက်ရမှာဖြစ်ပါတယ်။ပထမအကြိမ်ပွဲစဉ်တုန်းကအဆုံးသတ်ပုံဟာထူးဆန်းခဲ့ပေမဲ့ဂျိုရှုဝါဗန်ကတော့အတိတ်ကအဖြစ်အပျက်တွေပေါ်စိတ်ခံစားမှုမရှိတော့ဘဲအခုပွဲမှာပန်တိုဂျာကိုအနိုင်ပိုင်ဖို့ပဲပြင်ဆင်ထားပါတယ်ပရိသတ်တွေရဲ့အမြင်တွေကိုသူဂရုမစိုက်ပဲသူ့ရဲ့အလုပ်ဖြစ်တဲ့လေ့ကျင့်ခန်းဆင်ခြင်တဲ့နီးပြရဲ့စကားကိုနားထောင်ပြီးပြိုင်ဘက်ကိုအနိုင်ယူဖို့ပဲအာရုံစိုက်ထားကြောင်းပြောသွားပါတယ်ဒီပွဲဟာနံပါတ်စဉ်တက်ထားတဲ့အခါပွဲကြီးရဲ့ကောင်းတဲ့ပွဲစဉ်ဖြစ်လာတာနဲ့ပတ်သက်ပြီးဂျိုရှုဝါဗန်က flyweight တန်းအတွက်ငါတို့လှုပ်ဆောင်နိုင်ခဲ့ပြီလို့အရန်ကိုစိတ်လှုပ်ရှားခဲ့ပါတယ်ပြိုင်ဘက်ပန်တိုဂျာဟာအသက်36နှစ်ရှိပြီဖြစ်ပြီးဒဏ်ရာကနေပြန်လာတာဖြစ်ပေမဲ့ဂျိုရှုဝါဗန်ကတော့ဒါကိုစင်ကြေဖြစ်အတုံးမပြုစေချင်ပါဘူးပန်တိုဂျာဟာဒဏ်ရာကနေတက်တာဖို့အချိန်လုံးလောက်ရခဲ့ပြီးဖြစ်လို့အခုတွေ့ရမယ့်ပန်တိုဂျာဟာအကောင်းဆုံးပုံစံဖြစ်နေလိမ့်မယ်လို့သူကခန့်မှန်းထားပါတယ်ဒါကြောင့်ပွဲပြီးလို့သူအနိုင်ရတဲ့အခါပန်တိုဂျာဘက်ကဒဏ်ရာအကြောင်းပြတာမျိုးမကြားချင်ဘူးလို့ပြက်ပြက်တသားပြောသွားပါတယ်ဂျိုရှုဝါဗန်ဟာဒီပွဲအတွက်အလွန်ရဲတင်းတဲ့ဟော့ကိန်းတစ်ခုကိုထုတ်ဖော်ခဲ့ပါတယ်အဲ့ဒါကတော့ပန်တိုဂျာကိုသုံးချီတွင်းမှာပဲအပြတ်သက်အဆုံးသတ်ပြမယ်ဆိုတာပါပဲသူဟာအမြဲတမ်းတက်ကြွစွာထိုးသက်ချင်တဲ့သူဖြစ်ပြီးအရင်ကရှုံးနိမ့်ခဲ့ဘူးတဲ့ပွဲစဉ်တွေကသူ့ကိုပိုပြီးကြိုးစားလာအောင်တွန်းအားပေးခဲ့တယ်လို့ဆိုပါတယ်သူကငါသာလေ့ကျင့်ရေးကွင်းထဲမှာပုံမှန်ရှိနေမယ်ဆိုရင်ဒီဥဆစရင်းထဲမှာငါ့ကိုအနိုင်ယူနိုင်တဲ့သူဘယ်သူမှမရှိဘူးလို့ယုံကြည်မှုအပြည့်နဲ့ပြောကြားခဲ့ပါတယ်သူ့ရဲ့အောင်မြင်မှုတွေဟာဖျားသခင်ကသူ့ဘက်မှာရှိနေတယ်လို့သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့နီးပြတွေအပေါ်ယုံကြည်မှုကြောင့်ဖြစ်တယ်လို့လည်းဆိုပါတယ်ဂျိုရှုဝါဗန်ဟာအခုမှအသက်24နှစ်ပဲရှိသေးပေမဲ့ပွဲတိုင်းမှာပိုပြီးတိုးတက်လာတယ်လို့ခံစားနေရပါတယ်။ငါအသက်ငယ်တုန်းမှာငါ့ကိုလာတိုက်ကြပါငါကပိုပြီးတန်မာလာဦးမှာလို့ပြိုင်ဘက်တွေကိုသတိပေးထားပါတယ်။သူဟာလူငယ်မျိုးဆက်သစ်တွေရဲ့ကိုယ်စားလှယ်ဖြစ်ပြီး flyweight တန်းဟာအခုဆိုရင်အရင်ကထက်ပိုပြီးစိတ်လှုပ်ရှားစရာကောင်းလာပြီလို့ယူဆပါတယ်။ပရိသတ်တွေကသူ့ကို The Fearless မကြောက်မရွံ့တတ်သူလို့ခေါ်ကြတယ်လို့ပဲသူဟာဘသူ့ကိုမဆိုရင်ဆိုင်ဖို့အသင့်ရှိတဲ့ခွေးယူစိတ်တဲ့ dog mentality ရှိသူဖြစ်တယ်လို့ပြောပါတယ်။ဂျိုရှုဝါဗန်ကသူဟာ Houston မြို့ Hudsonကိုစားပြုတယ်လို့မြန်မာနိုင်ငံသားတဦးဖြတ်ကြည့်ရတာကိုလည်းအလွန်ကုန်ယူပါတယ်မြန်မာနိုင်ငံကိုကမ္ဘာမြေပုံပေါ်မှာအဖလိုစင်မြင့်ကြီးကနေချပြနိုင်တာဟာငါရဲ့အကြီးမားဆုံးအောင်မြင်မှုတစ်ခုပဲလို့သူကဆိုပါတယ်မြန်မာနိုင်ငံကမိဘတွေဟာအရင်ကကိုခံပညာတိုင်းပေါင်းစုံမဲ့ကိုအားကစားတစ်ခုအဖြစ်လက်မခံချင်ကြပေမဲ့အခုသူ့ရဲ့အောင်မြင်မှုကိုမြင်တဲ့အခါမှာတော့အတွေးခေါ်တွေပြောင်းလဲလာပြီလို့ဂျိုရှုဝါဗန်ကယုံကြည်ပါတယ်သူဟာမြန်မာနိုင်ငံအတွက်ပထမဆုံးဖတ်ချန်ပီယံဖြစ်နိုင်ပေမဲ့နောက်ဆုံးတော့ဖြစ်မှာမဟုတ်ဘူးလို့လည်းသူကဆိုပါတယ်နောက်ဆုံးအနေနဲ့ပန်တိုဂျာကိုနိုင်ပြီးရင်တော့နောက်ထပ်စိန်ခေါ်သူမဲလ်ခိတ်နဲ့ရင်ဆိုင်ဖို့လဲသူကအသင့်ရှိနေကြောင်းလည်းပြောသွားပါတယ်